ဆိုပြီးတော့နိုင်ငံသားတွေဘာတွေတွားပြီးတော့အလုပ်တွေလုပ်ပြီးပြုစုလုပ်ချေတဲ့သားသမီးတွေရှိလားမရှိဘူးလားရှိတယ်နော်ဦးစင်းလည်းငယ်ရွယ်တုန်းကလူဘဝမှာနေစဉ်မိဘတွေကိုပြုစုလုပ်ချေဖို့ဆိုပြီးနိုင်ငံသားတွားဖို့စ조사ခဲ့သေးတယ်နော်ကံကောင်းလို့မြန်မာပြည်ပြန်ရောက်လာတာဂျာလားဖုန်ကြီးဖြစ်သွားတာဦးစင်းကနော်ဦးစင်းကမလေးကိုတွားပြီးအလုပ်လုပ်ဖို့နော်မိဘတွေပြုစုလုပ်ကြွေးဖို့ဆိုဟုတ်လားအဲ့လိုဘာပဲဖြစ်ဖြစ်သားသမီးတွေမိဘကိုပြုစုလုပ်ကြွေးမဲ့သားသမီးတွေမြန်မာပြည်မှာစီးပွားရေးတွေလူမှုရေးတွေနိုင်ငံရေးတွေမကောင်းလို့ပေါ့လေသူများနိုင်ငံကိုသွားကြရတာတွေမများဘူးလားများလားမိဘလုပ်ကြွေးဖို့အတွက်နိုင်ငံခြားတွေသွားပြီးဆိုရင်တော့ပို့ပြီးတော့ဂရုစိုက်ရတယ်နော်ပို့ပြီးတတိထားရတယ်ဟုတ်ပြီလားပို့ပြီးအားကိုးရတရားတွေကိုရင်ထဲမှာရှိဖို့လိုပါတယ်လူငယ်လေးတွေဟုတ်လားလိုအပ်တယ်အဓိကကတော့ကိုကမိဘကိုပြုစုလုပ်ကြွေးဖို့သို့မဟုတ်ကိုယ့်ရဲ့ဘဝရည်မှန်းချက်တွေဖြစ်တိုင်းတစ်ပါးကိုသွားပြီးစီးပွားရေးတွေစူးစမ်းအားထုတ်တော်မယ်ဆိုရင်ကိုယ်မှာရည်ရွယ်ချက်ရှိရပါတယ်ကိုယ့်ရဲ့ရည်မှန်းချက်ဒီဘယ်နှစ်နှစ်9နှစ်ဆိုရင်9နှစ်အတွင်း10နှစ်ဆို10နှစ်အတွင်းရည်မှန်းချက်တွေချထားရတယ်နော်သူများနိုင်ငံမှာတစ်သက်လုံးတွေကိုဘယ်တော့မှစိတ်မကူပါနဲ့နော်ကိုယ်နိုင်ငံအကောင်းဆုံးပဲကြားလားအခုမကောင်းပေမဲ့နောက်တစ်ချိန်ကောင်းလာနိုင်တယ်ပေါ့ဟုတ်တယ်မလားအဲ့လိုမျိုးပေါ့ကိုယ်နိုင်ငံဟာဖရာတရားတန်ခါရှိတယ်ယရနာ3ပါးရှိတယ်ဟုတ်လားယရနာ3ပါးရှိလို့ကောင်းတာဟုတ်ပြီလားတကလေးတို့ဘာရှိလို့ကောင်းတာဦးဇင်ဟိုရင်တုန်းကညွန်ခဲ့တဲ့အနှစ်18နှစ်လောက်မှာအမေရိကန်ဆရာဝန်ကြီးတယောက်ရောက်လာဘူးတဲ့ဦးဇင်စီရှင်ပြန်ရတဲ့တပြည့်တော်ကမြန်မာပြည်ပြန်လာတာယရနာ3ပါးရှိလို့ပြန်လာတာတဲ့သူကအဲ့လိုလျှောက်တယ်ကြားလားအဲ့လိုရှိတယ်သူပြောတာလဲဟုတ်တယ်လို့ပါပဲဟုတ်တော့မလားအဲ့လိုမျိုးပေါ့ဒါကြောင့်လူငယ်လေးတွေနိုင်ငံခြားသွားပြီးဆိုရည်မှန်းချက်ကြီးကြီးမားမားထားပြီးတော့ကိုယ့်ရဲ့ရည်မှန်းချက်ကိုအောင်မြင်အောင်ပေါင်းမြောက်အောင်စူးစမ်းခဲ့ရဟုတ်လားအဲ့ဒီကမှနိုင်ငံခြားကိုရောက်သွားပြီးဆိုရင်နံပါတ်1အမိအဖနဲ့ဝေးသွားတယ်မိဘဆွေမျိုးနေတဲ့ဝေးနေတဲ့အတွက်အဝေးရောက်တဲ့အခါတခါတည်းတတိယတတ်တယ်လွမ်းဆွေးတာတွေဖြစ်တတ်တယ်တကမှကြီးသိလားအဲ့ဒီကကြာရင်ကိုကဆေးလေးမတော့ဘူးရင်ဆေးလေးခိုးတော့တတ်တယ်အဲ့ဒါကြောင့်တတိထားရမယ်နော်ဘာခိုးတော့တတ်လဲလွမ်းနေဆိုဆေးလေးတောက်ပြီးတော့တချင်းလေးနားထောင်ပြီးလွမ်းတာမျိုးတွေမလုပ်ပါနဲ့ကျမ်းမာရေးထိခိုက်တဲ့ဆေးလေးတောက်တာဟုတ်ပြီလားတကလေးမလုပ်ရကိုဘဝကိုထိခိုက်နိုင်တဲ့အလုပ်တွေအကုန်ရှောင်ကျင်ရမယ်ဘဝမှာရည်မှန်းချက်ကြီးမားတဲ့ပုံကိုယ်တွေဟုတ်လားဇဝါဆေးလေးမတောင်းနဲ့ဆေးလေးတောက်ခြင်းဒီကျမ်းမာရေးကိုထိခိုက်တယ်ပဝန်းကျင်ကိုလည်းထိခိုက်တဲ့အတွက်ဆေးလေးတောက်တာကိုမလုပ်ရအောင်ဟုတ်တယ်မလားအဲ့ဒီတိုင်းပဲတခါတလေလွမ်းလို့တတိယတို့တခါတလေအလုံးလုံးရင်းနဲ့အစင်မပြေတာတွေဖြစ်လာရင်စိတ်စီးခိုက်ပြီးတော့ဘီယာတွေပါတောက်တတ်တယ်ဟုတ်လားအရက်သေးစားဒါဆိုပိုဆိုးသွားပြီတီလာတွေပြက်ပြီးဒါအောင်မြင်တော့မှာမဟုတ်ရှုံးဖို့လမ်းစဉ်ကိုလူငယ်တွေလမ်းလျှောက်သွားပြီးလို့မှတ်ပါဟုတ်ပြီနော်အဲ့ဒီလိုမျိုးအရက်သေးစားတွေသုံးဆွဲတက်လာပြီဆိုရင်ဒါကိုယ့်ဘဝမအောင်မြင်တော့ဘူးဒါငါရှုံးတော့မယ်လို့တတိထားရတော့မှာနော်အဲ့ဒီတိုင်းမူရစေဝါလေးသုံးဆွဲမိမယ်ဘဝတွေပျက်စီးလိမ့်မယ်အဲ့ဒီကမအောင်မြင်တော့ဒီကားတဲ့ဖြက်လန်းလေးနဲ့လောင်းကစားတွေပါတွေလုံးမိတက်သေးတယ်ကြားလားအဲ့ဒီခါကျရင်အရှုံးကြီးရှုံးပြီလို့မှတ်တော့နော်ဘဝမှာမြတ်စွာဘုရားရှင်ကမူရစေဝါသုံးဆွဲလို့အရက်သေးစားတွေသုံးဆွဲလို့လောင်းကစားတွေလှုပ်လို့ဘဝမှာကြီးပွားတိုးတက်မယ်လို့ဘယ်ကျမ်းမှာမှမဟောထားအကုန်လုံးပျက်စီးဆုပ်ယုံမဲ့အကြောင်းလို့သာဗုဒ္ဓကဟောထားတယ်လူငယ်လေးတို့ဟုတ်လားအဲ့ဒါတွေသတိထားမြန်မာပြည်မှာနေတဲ့လူငယ်လူရွယ်တွေတဲ့အဒီတိုင်းပဲနော်မူရစေဝါအရက်သေးစားတွေလုံးဝမသုံးဆွဲရလောင်းကစားတွေဘယ်တော့မှမလုပ်ရဘဝမှာအောင်မြင်ခြင်းတိုးတက်ခြင်းဟုတ်ပြီနော်နောက်တစ်ချက်ကတော့ဗာလေအပျော်အပါးတွေမလိုက်စားရအောင်စီးပွားရေးလုပ်ငန်းတွေနည်းနည်းလေးအဆင်ပြေတာလို့ဆိုပြီးဘဝကိုမိလည်းရောပေါ့ဆဆပြည့်အပျော်အပါးတွေလိုက်စားမယ်ဆိုရင်အဲ့ဒီပုံကိုယ်တွေဘဝမှာမအောင်မြင်တော့ဘူးဒီ၃ချက်ကိုလူငယ်လေးတွေသတိထားရတယ်ဟုတ်ပြီနော်နံပါတ်1ကဗာလဲဆိုရင်မူရစေဝါအရက်သေးစားမသုံးဆွဲနဲ့နံပါတ်2ကဘယ်တော့မှလောင်းကစားမှန်သမျှဘာမှမလုပ်နဲ့ချဲလည်းမထိုးနဲ့ထီလည်းမထိုးနဲ့ဟုတ်ပြီနော်ကန်ဆန်းပြီးထီထိုးတာလည်းမလုပ်ပါနဲ့ဒါတွေဟာကိုယ့်ရဲ့အာဇွမ်းတတိကိုယုံကြည်မှုကင်းမဲ့ရာရောက်တယ်ဟုတ်လားတကယ်အမျိုးကောင်းသားအမျိုးကောင်းသမီးတို့ရဲ့အာဇွမ်းတတိပြစူးစမ်းရမယ်အလုပ်တွေဟုတ်လားအလုပ်လုပ်ခြင်းဖြစ်ပဲစီးပွားရေးကိုအောင်မြင်အောင်စူးစမ်းပါချက်လမ်းမလိုက်ပါနဲ့ဟုတ်ပြီနော်ဟုတ်ပြီပြီးရင်အပျော်ပါမလိုက်စားနဲ့နောက်တခါလေးတို့ကိုရရှိထားတဲ့ဝင်ငွေတွေလာခတွေစုဆောင်ရအောင် income money နဲ့ outcome money မှာ income money များဝင်ဖို့လိုတယ် outcome money လုံးဝမရှိစေရအောင်အတန်နိုင်ဆုံးချွေတာရမှာ
ဘယ်တော့မှပတ်စံမဖြုံးဟောက်မလို့အဲ့ရင်ဘာမှမဝယ်နဲ့ဖုံလည်းမဝယ်နဲ့အင်ဂျီလည်းမဝယ်နဲ့ကျန်လားမလို့ဦးစင်းတို့တော့သင်္ကန်းတစုံဆိုအကြာကြီးဝတ်တာဟုတ်တယ်မလားဒါကြောင့်မလို့ဘူးမလို့အဲ့ရင်ပစ္စည်းကိုစုဆောင်ရတယ်တခါကြီးဘဝအောင်မြင်ဖို့ဆိုတာအဲ့ဒီ income money များဖို့လိုတယ်လုံးဝ outcome money မရှိအောင်ထွက်ငွေမရှိအောင်စူးစမ်းရမယ်အတက်နိုင်ဆုံးစုဆောင်ရမယ်ဦးစင်းပြောတာအေးကျမ်းမာရေးတော့ဂရုစိုက်အဲ့ဒီမှာတော့ဘာတော့ဂရုစိုက်ရကျမ်းမာရေးမကောင်းရင်တော့အကုန်ပြောင်းသွားမှာအဲ့ဒီတော့ကျမ်းမာရေးနဲ့ပတ်သက်ရင်တော့ကစီမတုံရအောင်ကျန်တာတုံရမယ်နော်ဆရာမကြီးကျန်တာတော့ဘာလုပ်ရမလဲကစီတုံကျမ်းမာရေးအတွက်ဆိုရင်မတုံရအောင်ဦးစင်းနဲ့ဒီတိုင်းပဲဦးစင်းတပြည့်တွေအတွက်ကျမ်းမာရေးအတွက်ဆိုမတုံမှုဦးစင်းနော်ဈေးတွေအများတန်းကပ်ပြီးရတာဟုတ်လားလိုအပ်ရင်တိုက်ရတဲ့အားဈေးတွေပရိုဘီမင်းတွေငါးကြီးစီတွေနော်ဗိုက်တာမင်စီတွေမရှိရင်ကပ်ပြီးတယ်ဒကာမတွေလူရင်လည်းတိုက်တယ်မရှိရင်ကိုမကိုကပ်ပြီးရတယ်စီမံပြီးတိုက်ပြီးကလေးတွေညံကောင်းပြီးကျမ်းမာမှစာတွေကြက်နိုင်မယ်သာသနာအလုပ်လုပ်နိုင်မယ်မဟုတ်ဘူးလားဒါကြောင့်ဒကာလေးတို့ဒကာမလေးတို့ဘဝမှာလည်းဒီတိုင်းပဲကျမ်းမာရေးဂရုစိုက်ရတယ်ကျမ်းမာရေးမကောင်းရင်ပို့ပြီးတော့စိတ်ထက်ကြမယ်ကျမ်းမာရေးမကောင်းရင်ပို့ပြီးစိတ်ထက်ကြသွားမယ်အဲ့ဒီခါကျရင်ဘဝမအောင်မြင်နိုင်တော့ဘူးဒါကြောင့်ကျမ်းမာရေးကလည်းဘဝအောင်မြင်ဖို့အတွက်အရေးကြီးတဲ့အချက်တစ်ချက်ဖြစ်တယ်ဆိုတာကိုကောင်းကောင်းကြီးသဘောပေါက်စေချင်တယ်ဒါအားလုံးလူသားတွေအားလုံးနဲ့ဆိုင်